အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တူရီကိုသိန်း YouTube channel လေးကနေကိုသိန်းရဲ့လူသစ်လူဟောင်းမိတ်ဆွေကိုမတွေအားလုံးပဲတူတယောက်မချင်းမင်္ဂလာပါလို့ကျွန်တော်ရဲ့ကိုလိုက်လေးကနေကိုရီဖန်လေးကနေအားလုံးကိုလူလူစွာနဲ့ကျွန်တော်အားလုံးပဲမင်္ဂလာပါလို့ဥစ္စာပရမအနေနဲ့နှုတ်ဆက်သားလိုက်ပါတယ်ကိုသိန်းရဲ့ရီဖန်လေးကိုကြည်ယူတဲ့ချိန်ကနေစပြီးတော့ကိုသိန်းကိုမတွေကိုရီမတွေအားလုံးပဲတူတယောက်မချင်းစိတ်ချမ်းသာခြင်းကိုချမ်းသာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေလုပ်ငန်းကံများလည်းကျွန်တော်ကိုမဒီတက်မကအစီအစဉ်ချုံမွေးကြပါစေเนาะနေ့ရက်တိုင်းမှာလည်းမင်္ဂလာရှိတဲ့နေ့လေးတွေမင်္ဂလာရှိတဲ့ရက်ကလေးတွေကိုနေ့ရက်တိုင်းမှာပိုင်ဆိုင်နေပါစေလို့ကျွန်တော်ကအားလုံးကိုဥစ္စာပရမအနေနဲ့စုံမောင်းလေးတောင်းပေးလိုက်ပါတယ်ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းမှာကျွန်တော်လိုက်ကိုကြည့်နေတဲ့ကိုမတွေအားလုံးပဲမင်္ဂလာရှိသောနေ့လေးပိုင်ဆိုင်ပါစေဗျเนาะကဲတောက်ကြနေ့ကကျွန်တော်တို့ကိုဒီမာတွေအားလုံးပဲအဖောက်ဝင်နေတော့မပါဝါဘူးဗျเนาะဒါကျွန်တော်ကပွင့်လင်းဆုံးမပြောတတ်တယ်အဖောက်ဝင်နေတော့မပါဝါဘူးကိုသိမ်းပေးတဲ့ကဏ္ဍလေးဒါပေမဲ့နေ့တိုင်းကိုမတွေအားလုံးပဲကိုသိမ်းပေးသွားတာ9ပတ်တီး3ပတ်တီးနဲ့เนาะ55ပတ်တီးမှန်နဲ့58ဩကွက်မှန်တယ်เนาะ55တော့ပတ်တီးပဲမှန်လိုက်တယ်58မှာကျွန်တော်ကိုမတွေအားလုံးပဲဩကွက်ပါအောင်သွားတယ်ကဲဘလောက်မို့ပေါက်ကြလဲဘလောက်မို့ရကြလဲကွန်မန့်အောင်မှာပေါက်ကြီးလေးတွေဝင်ပြီးတော့မှန်ပြီးတော့ပါအောင်ကိုသိန်းချမိတ်ဆွေညီကောင်မတွေအားလုံးကနော်ပေါက်တဲ့ပေါက်ကြီးလေးတွေဝင်ပြီးတော့မှန်ပြီးတော့ပါအောင်ကွန်မန့်အောင်လေးမှာဘလောက်မို့ပေါက်တယ်ဘလောက်မို့ရတယ်ဆိုတာလေးကိုနော်ကိုမတွေအားလုံးပဲအားလုံးတော့ကိုသိန်းကဝန်သားတယ်တောက်ကြလေးကဆိုရင်လည်း58နော်ဒါကိုသိန်းပြီးခဲ့တဲ့ဘက်ကဆို9ချိန်မှန်တယ်နော်ပြီးခဲ့တဲ့ဘက်ကကိုသိန်း9ချိန်မှန်တယ်အရှိုးရှိဘက်က10ချိန်မှန်တယ်အပတိုင်းလိုမှာကိုသိန်းကမှန်နေတာကြီးပဲကိုမတွေအားလုံးပဲနော်ဒါဖောက်ဝင်တဲ့သူတွေဆိုရင်လည်းဖောက်ဝင်လေးရောက်ကိုသိန်းတောင်းဝင်ချအောင်လုပ်ပေးပြီးသားအကုန်လုံးကိုကဲကျွန်တော်တို့အခုလည်းမနေ့ပြန်30ရက်3လ2026เนาะတလင်းလာနေ့မနက်ညတနေ့ကုန်ကျွန်တော်ကတော့နေကုန်စာလေးတင်ပေးတာเนาะဘာဖြစ်လို့ဆိုလိုက်မလွှင့်တော့ဘူးဗျာလိုက်လွှင့်လို့ချင်းခဏခဏဘန်လို့ကျွန်တော်ကတော့เนาะအားကြောင့်ကျွန်တော်လိုက်မလွှင့်တော့ဘူးကိုမတွေအားလုံးပဲကျွန်တော်လည်းပြန်တောက်ကြနေ့တနေ့ကုန်မှာပရမဲ့ပတ်တီကကိုသိကိုမတွေအားလုံးပဲ3ပတ်တီ5ပတ်တီပဲဖြစ်ပါတယ်ခင်ဗျ3-5ဝန်းချိန်မှာเนาะ3ပတ်တီ5ပတ်တီပါကိုသိမိတ်ဆွေကိုမတွေအားလုံးပဲပရမဲ့ပတ်တီလေးက3ပတ်တီ5ပတ်တီပါ3-5ဝန်းချိန်နော်3-5ဝန်းချိန်မှာခင်ဗျကိုကိုမတွေအားလုံးအခွေလေးကတော့ကျွန်တော်တို့8396ပြီးပေါက်ခွေပါ8396နော်အခွေလေးကတော့8396ပြီးပေါက်ခွေပါကျွန်တော်ရဲ့ခွေမှာအပူပါပါမယ်အပူလေးတစ်ခွက်စီပါကိုကိုမတွေအားလုံးမှာထည့်ထုတ်ပါနော်ကိုသေးရဲ့ခွေမှာအပူပါပါမယ်8396ပြီးပေါက်ခွေပါဗျနော်ကိုကိုမတွေအားလုံးပဲကျွန်တော်ဒီကနေ့အသုံးလုံးကဒါ80 86 396 3ခွက်ပဲထောက်မယ်နော်အပူကြိုက်တဲ့ကိုမတွေအပူပါထည့်ထုတ်တာနော်အားလုံးပဲကဲကျွန်တော်ဘယ်ရမဲ့ပတ်တီက3ပတ်တီ5ပတ်တီပါ3နဲ့ဆိုဒီကထားတော့မကနန်းက3536 3930ပါနော်ကျွန်တော်မိတ်ဆွေကမရအောင်မယ်ကျွန်တော်3နဲ့ဆိုဒီကထားတော့မယ်မယုံနန်းလေးဒီကတော့3536 3930ပါနော်3536 3930ဒါကျွန်တော်3နဲ့ဆိုရင်အဓိကထားတော့မယ်မယုံနန်းလေးတွေပဲဖြစ်ပါတယ်ခင်ဗျချင်းမိတ်ဆွေကမရအောင်မယ်ကျွန်တော်9နဲ့ဆိုရင်96 59 5950ပါနော်အားလုံးပဲကျွန်တော်96 59 5950ပါနော်ကျွန်တော်9နဲ့ဆိုအဓိကထားတော့မယ်ခဏလေးက96 59 5950ပါ96 59 5950ကျွန်တော်အကြိုက်ဆုံးနေနဲ့နှစ်ကွက်ကောင်းလေးလည်းပြောပေးမယ်တစ်ခွက်ကောင်းလေးလည်းပြောပေးမယ်ကျွန်တော်ရဲ့ကိုပရီဖိုင်လေးကိုအစားဆုံးလေးပြီးအောင်ကြည့်ပေးမယ်ကိုမတွေအောင်ကလိုက်လက်မလေးတွေမနေရသေးလိုက်လက်မလေးနေပြီးသားကျွန်တော်ရဲ့ channel လေးကို subscribe လေးနေပြီးသားမယ်ပြီးတော့ Viber channel ဝင်ရင်လည်းကိုမတွေအောင်လုံးမယ် comment အောင်မှာဝင်ကြည့်ပါကျွန်တော်ရဲ့ link လေးကို Viber channel link ကိုကျွန်တော် comment အောင်မှာချပေးခဲ့မယ်နော်ကိုမတွေအားလုံးကိုကျွန်တော် Viber channel link comment လေးမှာချပေးခဲ့မယ်အားလုံးကိုနော်ကဲကျွန်တော် Viber channel link ကဒါထွေထူးလို့ဆရာမလို့ join လိုက် join လို့ချင်းကိုသိ channel အသစ်ပြောင်းတာပဲဖြစ်ဖြစ်ကိုမတွေအားလုံးပဲဒါကျွန်တော်နေတဲ့ channel လေးတင်ပေးတာပဲဖြစ်ဖြစ်ကျွန်တော် Viber channel မှာပို့ပေးတယ်အဲကြောင့် Viber channel ကို join ခိုင်းတာကဲကျွန်တော်အကြိုက်ဆုံး main ကွက်ပြောပြီးပြနော်ကဲကိုသိကြိုက်ဆုံးနေတဲ့နှစ်ကွက်ကောင်းလေးကတော့3ခွန်နဲ့56ပဲဖြစ်ပါတယ်နော်ကိုသိကြိုက်ဆုံးနေတဲ့နှစ်ကွက်ကောင်းလေးက3ခွန်နဲ့56ပါနောက်ကိုသိကိုရီမားအားလုံးပဲ30ခွန်နဲ့56ပါဒါကိုသိကြိုက်ဆုံးနေတဲ့မယောနှစ်ကွက်ကောင်းလေးပါနော်30ခွန်နဲ့56ပါဗျ30ခွန်နဲ့56ပါတစ်ခွက်ကောင်းလေးကတော့ကျွန်တော်တို့30ခွန်ပါဟုတ်ကဲ့ကျွန်တော်ကိုမားအားလုံးပဲတစ်ခွက်ကောင်းလေးကတော့30ခွန်ပဲဖြစ်ပါတယ်နော်တစ်ခွက်ကောင်းဒီ30ခွန်ပါခင်ဗျာမျိုးတွေအားလုံးပဲကဲဒါဆိုကိုသိနောက်တော့ပြောပြမယ်ဒီခေါ်ပြောပြနေကိုသိပြင်ပြန်နေနားမယ်နော်အားလုံးပဲကျွန်တော်လည်းပြန်30ရက်3လ2026တနင်္လာနေ့မနက်ညတနေ့ကုန်နေကုန်မှာပရမဲ့ပတ်တီလေးကကျွန်တော်ကိုမားတယ်3ပတ်တီ5ပတ်တီပဲဖြစ်ပါတယ်ခင်ဗျ3-5ဝန်းချိန်မှာအခွေကတော့8396ပြီးပါခွေပါ8396ပြီးပါခွေပါကျွန်တော်3နဲ့ဆိုရင်3536 3930ပါ3536 3930ပါနော်ကိုမားရအောင်ကျွန်တော်ပြီးသွားရင်5နဲ့ဆိုရင်96 59 5950ပါ96 59 5950ပါအကြိုက်ဆုံးနေတဲ့နှစ်ကွက်ကောင်းလေးကကျွန်တော်3ခွန်နဲ့56ပဲဖြစ်ပါတယ်3ခွန်နဲ့56ပါတစ်ခွက်ကောင်းလေးကတော့30ခွန်ပါက
ကဲဒါဆိုအားလုံးပဲပိုင်မှာကိုတဲ့လိုက်ကိုကြီးရှုတဲ့ကိုမတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုချမ်းသာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေလုံငန်းငန်းများနဲ့ဒီထက်မှအစီအမံချုံးပေးကြပါစေလို့အားလုံးကိုစမောတော်ရင်းနဲ့ကိုတဲ့ပရိမာဒီကိုတော့လည်းပဲရှင်းထားပြပါဗျအားလုံးပဲပိုင်မှာနော်